င်ဆာပြောက်ဆေးအိုးပုတ်ပင်ကိုအိမ်တိုင်းစားကြဖို့တတိပေးလိုက်တဲ့မင်းသမီးကြီးရှို့ပြုံးကင်ဆာတွေအရန်ဖြစ်လို့လူတိုင်းကင်ဆာနဲ့ပဲဆုံးပါသွားရချိန်မှာပြည်သူရှိတဲ့မင်းသမီးကြီးရှို့ပြုံးကတော့သူယုံကြည်ထားတဲ့တိုင်းရင်းဆေးဝါးတလက်ကိုဗိဒ္ဓတွေအစီအတိပေးလာခဲ့ပါပြီရှို့ပြုံးဟာဒုက္ခမှာအရန်ကိုနာမည်ကြီးတဲ့အဆိုတော်မင်းသမီးကြီးတလက်ဖြစ်ပြီးအမှုပညာတတန်းတစ်လျှောက်မှာလည်းသူမရဲ့အလှူဒန်းရရောမှုစိတ်တဘောထားပြေဝမှုတွေကြောင့်နာမည်ကျော်ကြားခဲ့တာပါရှို့ပြုံးတရားဘလောက်တဘောထားပြည့်တယ်လဲဆိုရင်သူမရဲ့အိမ်ကိုလာခိုးတဲ့တခိုးကိုတောင်တနာလို့အကြိမ်ကြိမ်မုတ်ဖိုးပေးပြီးပြန်လှုပ်ပေးခဲ့ပူပါတယ်ဒီတခိုးအကြောင်းကိုရှို့ပြုံးကအင်တာဗျူးတစ်ခုမှာဂုဏ်ယူစွာထုတ်ပြောခဲ့ဖူးပြီးကျမကအသက်ကြီးလာတော့အိတ်ဆက်တဲ့ညဆိုရွှွတ်ဆိုတာနဲ့အတန်ကြားရင်နိုးလာတာပဲဒီလိုတညမှာအိတ်ရှိခန်းကနေအတန်တွေကြားတော့အကြောင်းလို့ထင်တာမဟုတ်ဘူးထပ်ကြည့်တော့မှတခိုးဖြစ်နေတယ်ငုတ်တုတ်လေးတခိုးကတောင်းပန်တာပေါ့လူတွေကိုမနှိုးပါနဲ့သူမှစားစရာမရှိလို့ခိုးရတာပါမိမနဲ့ကလေးတွေရှိလို့ပါဆိုပြီးမေရှိုလဲတနာသွားတာပေါ့အဲ့ဒါနဲ့ဟဲဟုတ်တာပဲသူတို့လည်းမရှိလို့ခိုးစားရတာပဲဘယ်ခိုးကျင်ပါမလဲဆိုပြီးတနာလို့မဟုတ်ဖို့ပေးပြီးပြန်လှုပ်လိုက်တယ်ဒါကြီးသမီးကြီးတွေတီးရင်ကြမကောင်းဘူးလေရဲစခန်းရောက်ရက်ွက်လူကြီးတယောက်နဲ့ဒုက္ခများကုန်မှာအဲ့ဒီမှာတင်တခိုးဇလန်သိမ်းသွားပြီးထင်တာဘယ်ဟုတ်မလဲတော်ကြာမီးလာလို့အတန်ကြားလို့ထားပြန်ရောဟောအရှိတစ်ခါလုံးကအဲ့ဒီတခိုးပဲဖြစ်နေပြန်ရောမေရှိုးကိုသူကကလေးချောင်းစိတ်လိုတယ်အဲ့ဒါနဲ့အေးအေးဆိုပြီးပတ်စံထုတ်ပေးမယ်ရှိသေးဒါကြီးကနိုးလာပြီးဖမ်းမယ်ထောင်ထဲထက်မယ်တကယ်ဖြစ်ကုန်ရောဒီတစ်ခါကျမေရှိုးလဲတာမရတော့ဘူးတခိုးထောင်ထဲရောက်သွားရောအဲ့ဒီကျမှရှိုးပြုံးတို့အလုံးများကုန်တာအဲ့ဒီအခါမှာတခိုးထောင်ထဲရောက်တော့သူမိမနဲ့ကလေးတွေဘယ်လိုစားမလဲဟဲ့ဆိုပြီးလိုက်စုံစမ်းရထောက်ပံ့ရကြောင်းထားပေးရတဲ့တခိုးထောင်ထဲကလွတ်လာတဲ့အထိကိုမှသူတို့လေးတွေကိုစောက်ရှောက်လိုက်ရတာဆိုတာလေဒီနေ့စီကလည်းနောက်ဆုံးကျတခိုးလွတ်လာတော့မေရှိုးကိုကတော့ချပါတယ်သူနောက်မခိုးတော့ပါဘူးတဲ့အခုဆိုရင်သားသမီးလိုတပည့်အရင်ကြီးလိုတောင်ဖြစ်သွားပြီအမှားတရားတွေပါလို့ထုတ်ပြောခဲ့တာဖြစ်ပါတယ်အဲ့ဒီကလေးကရှိုးပြုံးရဲ့စိတ်တဘောထားဟာအမတန်ပြည့်ဝပြီးတနာညှတာတတ်တာကြောင့်ဂယုဏတရားကြီးမားသူဖြစ်ကြောင်းဗိဒ္ဓကလေးစားမိခဲ့ကြပါတယ်အခုတခါမှလည်းရှိုးပြုံးကသူ့ကိုရှိကြတဲ့ဗိဒ္ဓတွေအနာရောဂါပျောက်ကင်းပါစေဆိုပြီးကင်ဆာပျောက်တဲ့ဆေးအုပ်ပုတ်ပင်အကြောင်းကိုထပ်မံမျှဝေလာခဲ့တာဖြစ်ပါတယ်ရှိုးပြုံးကဆေးအုပ်ပုတ်ပင်ကိုသုံးခွက်တစ်ခွက်တင်တောက်ရင်လေချောင်းနဲ့ပတ်သက်တဲ့ဝေဒနာတွေပျောက်ကင်းတယ်တချို့ကလည်းရှားမဲတီလို့ခေါ်တယ်ရွှေအိုမင်းဆရာတော်ဘုရားကြီးကိုယ်တိုင်မိတ်ကြားထားတဲ့ဆေးပင်မို့ယုံကြည်တောက်ပါမေရှို့လဲကိုယ်တိုင်တရှင်းဆိုလို့မရတော့ကတောက်ခဲ့ဖူးတယ်တကယ်စွမ်းထက်ပါတယ်လေချောင်းဝေဒနာခံစားနေရတဲ့ရှပရိတများဆေးအုပ်ပုတ်ပင်ရဲ့အစွမ်းကိုအထင်မသေးကြပါနဲ့လို့ပြောကြားခဲ့တာဖြစ်ပါတယ်ဒါကြောင့်တဘောထားပြေဝတဲ့ရှိုးပြုံးကိုဗိဒ္ဓတွေကရှစ်ဖို့ခဲ့ကြပြီးမြမရုပ်ရှင်နဲ့ဂီတလောကထဲမှာအကြိုက်ဆုံးသူတော်ကောင်းမကြီးပါမင်းသမီးကြီးရှိုးပြုံးတက်ချေပါစေလို့ဆုတောင်းပေးခဲ့ကြပါတယ်ဗိဒ္ဓကြီးတို့ရောဆေးအုပ်ပုတ်ပင်ဆိုတာကိုတွေ့မြင်ဖူးကြပါသလားမြန်မာနိုင်ငံမှာခြာရလွယ်လားဘယ်မှာဝယ်ရမလဲဆိုတာသိရင်ကွန်မန့်မှာရေးပေးခဲ့ကြပါအောင်ရှင်ကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်